အတ္တတခြင်းကိုဘယ်သူတွေဆိုခဲ့ရလဲသိလားပထမဆုံးဆိုခဲ့တာစောခုစဲဒေကရိုးတော့ဖြူစင်ခဲ့ရေလိုကြည်လေးအေးမြလို့တော်ရနေတဲ့ကိုဘဝရဲ့ဘယ်သူဝင်ငါဆေးဆိုလိုက်ပြီလဲအိုးစင်မမရတော့ဘူးကိုစိတ်လေးရဲ့မလေးမျောကထိမရနိုင်ဘူးကိုမျက်လုံးတွေတဲ့မြေတွေမုံလီဝမ်းတဲ့ကွယ်တော့မေဆွီဖာရှင်ဆန္ဒများနဲ့စိတ်ရက်ကိုခီးစီးခန္ဓာကိုယ်ကသွေးဆဲနဲ့တည်ငြိမ်နေတဲ့နှလုံးသားတွေဘယ်သူဝ